နှုတ်ကနာဆွမ်းချေဖို့ရຫນွေသူမင်းများကျွေးမွေးထားတဲ့80မြောက်သောနွားမများရဲ့နှုတ်ရည်ကိုယူကားကျိုးချစ်လေသောခါနာဩဇာလည်းပါအသင့်ချေပြီးသောကနာနုစွမ်းကိုကအဖို့တသိထိုက်ပါတဲ့ရွှေခွက်တွင်မှာဝမ်းပန်းတတအမြန်ထဲကအထေကတော်ကြီးကိုယ်တိုင်ရွက်ခါဆောင်ရောက်ချမ်းရံကအခမ်းအနားနဲ့ညောင်မီရောက်အောင်လားအလောင်းတော်မြတ်ကိုတွေ့သောခါယူကျိုးလွှာစေရနာထက်တန်ငါဆွမ်းနှုတ်ကနာရှိခွက်ပါလူရာသူဇာတာကနာနောဆွမ်းကိုလူရန်ရဲ့အကျိုးမှာချိုးဆွမ်းကိုဖုံးပြီးပြီးတဲ့အခါသစ္စာလေးရတရားတော်မြတ်ကိုအမှန်သိလေတာဘုရားရှင်ရဲ့အမျက်ဆုံးပထမဆွမ်းပါမဟာဘုရားဝင်မှာအထင်ရှားရှိတာမို့အလွန်မင်းမြတ်တဲ့လူမင်္ဂလာကနာနိုးစွမ်းဓာယိကအလှအမာကြီးသူသာတာ